ဘာလေးလဲလဲ ကိက ဝါဘိုင်ဘာလေးလည်းဖွင့်ကြည့်ပါဦးတဲ့ ဒီတာခိုင်းရတယ် စတင်က ဟုတ်တယ်မဝေးကိုချစ်အေးဒီလေ ဝါချစ်စရာလေးကြီးရ အဲ့ဒါကြီးရ ဟဲ့လား ဟုတ်တယ် ဟဲ့အထက်ကဘာရှိလဲ အဲ့ဒါမှလည်းတကူကူရှိရင်လေးတယ် ဟဲ့လားအဲ့ရဖွင့်မှာမဟုတ်ဘူးတဲ့အဲ့ရဖွင့်ရမှာโอเคဝါအေးဟုတ်ပြီထင်မှာဘာရှိလဲဘာလဲအဲ့ဘာလဲ ဘာလို့လဲပြီးရင်ဖွင့်ကြည့်ပါဦးနောက်တစ်ခုပြရမယ် ဝါအဲ့ဘာလဲအော်မဟုတ်ဘူးသမီးရဟိုကလက်သေးနေpolish တဲ့အိုးလက်လိုက်တာပြီးရင်ဖောက်ကြည့်ကြမယ်နော် ဟုတ်တယ် အေးဟုတ်ပြီပြုတ်ပါပါသေးတယ် မကြည့်ပြီးရင်ဆုံးမယ်မမေဆုံးခိုင်းမယ်ခြေသေးတွေကဆုံးမယ်ခြေသေးဟာရဖြစ်တယ်ဒီသေးလက်သေးဖြစ်စေဒါပါလေ အဲ့ဒါဒီကြည့်မမေကြည့်မမေဒါကအောင်ဒါလေးအော် press ပေါင်တာတဲ့ပေါင်တာသမီးတာ မဒါပဲဟုတ်တယ် ပြပြပါဦးလေအမေမှားထားရနော်မီးကိုမှားထားပြီဝါတာပါလေ ဘာလဲအဲ့ဒါ ဒါမျက်လုံးနဲ့ပါးနီနဲ့ ဒီလိုနဲ့ပါနေနေဟုတ် อื မယ် ม အဲ့ဒါကိုဖောက်ကြည့်ကြမယ်ဖောက်ကြည့်ကြမယ် ဒီနေအောင်နေကြည့်လိုက်အောင်ဘာတွေရှိသေးလဲရင်ကြည့်လိုက်ပုံမိ ဒီ လား ကလေးတွေကိုကောက်ပြီးလေ ကြည့်တော့လား မရှိတော့ဘူး ဒီထဲမှာရှိသေးတယ်နော်ဒီထဲမှာဒီဘူးထဲမှာရှိသေးတယ် ဝါဒါပါလေဒီဟာလေ ပါးနီနဲ့ဟိုနဲ့မှာ Hello Kitty တဲ့တော့ ဟုတ်တယ် ဒီမှာ ice and နဲ့ရုပ်ပဲကြည့်တာ ဖေဒါ အိုင်းဆန်ချစ် ဖေဒါလည်းတဲနေ ဖွင့်ကြည့်ပါဖွင့်ကြည့်ပါဖွင့်ကြည့်ပါ ရင်နေခုန်နေပြီဩလာမနော် ခဏမကြည့်ပြ ရမပြပြမယ် အဲ့ဒါမကြည့်လို့မယ် ဟုတ်ပြုတ်ပြုတ်ပြုတ် ခက်လေ ဟဲ့မိုက်ရဲတဲ့လေ ကြိုက်တယ်နော် ပေါင်တာ ဟုတ်ပြီ လာနော်လာပြီနော် ဒီကမှတက်ခန်းနီနှစ်ခုတောင်ကြည့်ရဖေဖေ ဟုတ်လား ဟုတ်တယ် ကဲကျဲတယ် ပေါင်လာကြည့်မယ်ပေါင်လာကြည့်မယ် အသေးရရင်တော့အဲ့ ဟုတ်လား ဟုတ်လား ဝါဟဲ့ဘလင်းဘလင်းနဲ့ဘလင်းဘလင်းနဲ့ လေလေ ဖွင့်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  မကြည့်သေးဘူးဝါ ဝါဖွင့်ရင် ဘယ်ဖွင့်ရမလဲပြမယ် အေးဟုတ် ဟုတ် brush ထွက်ကြပါမလား ဖောက်တော့ထားကြပါဖေလောက်ခိုင်းတက်တက် အဲ့ဒီမှာ ဘာမှမသိသေးဘူးတဲ့ ဒီ ရ လိုလေးဝါရိုက်တယ်ပဲလက်ပဲ အော်ပိတ်လား तू อ่ะ ပင်းလေး ဟိုပိတ်လိုက်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 ပိတ်လေးလဲလေးပေါ့ ဟုတ်တယ် ဝါဒီဘလင်းဘလင်းလေးလည်းပါနော်ဒီမှာ မင်းမင်းပေါင်းလုံးလေးရရှင် ရပါဘူးတော့ဘုန်း မ ကြီး ရ တို့ ဘူးလေ ဒါ တ သမ မီး ီး ခု တို့ န အ က လှ ပဲ နဲ့ လေအလှထည့်တာကဲရပြီနောက်တစ်ခုအဲ့ဆိုရင်ပေါင်လာနဲ့ဟိုကနေအဲ့လိုယူမပြစ်လိုက်ပါနဲ့အမလေးညီးရလဲ ဘာတာယူတာမတဲ့ ဒါလေးဖွင့်လိုက်မယ်လေ ဘာရင်ဖွင့်လိုက်ရဖွင့် ညဘယ်ကြီးအောင်ဒီမှာ ခေါင်းမိုးလေ ခေါင်းမိုးလေး ဟုတ်လားကောင်းမို့လို့လေ ခေါင်းမိုးပြောရမှာလား ဟုတ်ဒီမှာ ဟော ဟာခေါင်းမို့ဖြုတ်ဝါထုတ်ထုတ် ထုံးပြမြောက်ဟိုမှာအောင်းမှာ ရတယ်ဒီမှာ ဟောဟုတ်တယ် ဝါ ဟာလားမလေး ဝါတိတိတိတော့ လက်သေးလေးလား အဲ့ထဲမှာ what ပြီးရလေချဲလီလို့ခုဖော ဟို က် လှလိုက်တာမူကြီးရဲ့လက်သေးလေးမမျိုးပေးဆုံးတော့ သုံးမယ် အေး ဒါလေးအိမ်ကြီးပဲ အိမ်လေးပဲလား ဟုတ်တယ်နော်ဆက်ပဲဒီနောက်ခုတော့ဖောက်လိုက် မခုမပေါ့ဘူးလား ဒါရင်မ ရတာကညာ အိမ်လေးရင်ဖောက်လိုက်အိမ်လေးရင်ဖောက်လိုက် ပေါ့လေ မိမိကကြည့်မကန် ခဏဒါလက်တန်းကြီးအဝါရောက် ဟုတ်လား ခန်းကြီးမဟုတ်ဘူးချဲလေ ဟိုမှာနှစ်ချောင်းလေးတစ်ခုကနှက်ခမ်းနေမှာဘူးလား ဟုတ်တယ် ထုတ်ရ ဟာလက်သေးလေးနှစ်ဘူးတော့ပေါ့ ပြလိုက်မမေကိုပြလိုက်အောင် လက်သေးလေးအော်အဝါရောင်လေးလားအော်အေးဟုတ်တယ်အဝါရောင်လေးနော် အကုန်လုံးကပါအော်ရုံပါလား အော်ရင်ဝမ်းအဲ့ဒီထဲမှာအကုန်ပါတာလေ ဟာရှယ်ပဲ အဲ့ဒါခန်းကြီး
One. မျက်လုံးရ Nghe lắm mày nè. One, two, three. ဝါအဲ့ကဘာပဲလို့ရှိတယ်ဖွင့်ကြည့်လိုက်မယ် ဖေဘုံကထိတ်တိပဲကုန်မယ် Nghe nó, rồi thì chào. ဟုတ်တယ်အမလေးသူနှခမ်းတီရတော့မလေး ခဏနော် တုံတုံဖေဖေပြန်သိလိုက်ပါအသေးရလိုက်တာပဲဟော Mà đi đâu. တုံတော့ဘလို့တုံကြိုက်လို့ နော် အေးနော် Đi lô phơi à mà nó để về đâu mà béo miệng phơi mì quá. အဲ့လိုဖွင့်ရ Đi မှာ lô đi phơi à. Thế đi. ဒါပဲပဲဒီလိုပြရမှာလေ Còn ai nữa? ကောင်းဝိုင်းလား မကောင်းတယ် မကောင်းသေးဘူးလေဟာရှိသေးတယ် မရှိတယ် Ôi, ရှိသေးတယ် tao đã bà lại cái gì? အဲ့ဒါလည်းနှခမ်းတီပဲထင်တယ်ပိတ် Bây giờ họ nhận luôn. နှခမ်းတီကသူကြိုက်တယ်လေလုံးလုံး Surprise nó. Nếu ဘာ nó. လို့တွေ့ရနော် Nếu nó. အေး One, တော့ two, Three. three. ဝါဟာရှိရတော့ဘယ်တော့ဝင်ကြည့်ကြရအောင် Cay. အယောင်လေးကဘာယောင်လေးလဲပြောဘယ်လိုဖွင့်ရ Đây đi là. Đi lô phơi à mà. Tôi qua đây đi lô phơi à. သူကလိမ်ဝယောင်လေး Wow. နေမရဘူး Chị lên. အကြီးလေးလာလိုက်တာ ပဲရောင်လေ Đây rồi, chị ပြန် lên. သိပြီပြန်သိပြီ လေးလေးပါပဲ Ồ, chị đây cha. Sao chị chỉ này mà lê. ဒါလေးရောင်လေးဖွင့်ကြည့် သူကဒီ brand လေးပေါ့နော်ဒီ brand လေးကတော့သူတို့ဘန်ကောက်မှာဆိုလို့ရှိရင်တော့တော်တော်လူသုံးများတယ်ခလေးတွေအတွက်တော်တော်သုံးတယ်ပေါ့နော်ခလေးချားလေးမှာ popular ဖြစ်တယ်ပေါ့နော်God Mommy ဆိုတဲ့ brand လေးပေါ့နော်အဲ့ဒါလေးကိုရွှေမူကြီးအတွက်ကိုဒီ package ဒီဟာပေါ့နော်ဒီဟာဝယ်ပေးလိုက်တယ်ဒီဟာဆိုတာဒီအိတ်ကလေးပါတယ်ဒီမှာပါနေနဲ့ eye shadow ပါတယ်လက်သေးနေနှစ်ဘူးပါတယ်နောက်ပြီးတော့ခုနဖွာပါတယ်ပေါင်းတာလက်လေးပါနှက်ခမ်းနေနှစ်ဘူးပါတယ်ပေါ့နော်အဲ့ဒါလေးလိုက်ပါတယ် ဖွင့်ပြလိုက် ဖွင့်ပြပါပြီခုန ဟုတ်တယ် အဲ့တော့မူကြီးရမ်းပြော်လား ပြောတယ် ချစ်တယ်နော် ဝင်ကြည့်ကုစကတာလေးလည်းလိုက်ကြပြမယ် စတီကာလေးကတာချစ်စရာလေစတီကာလေးကတာနော်အိတ်ကလေးလည်းရတယ်အဲ့ဒါလေးလည်းရတယ်နော်အဲ့ဒါကိုရွှေမှာပေးထားတာပေါ့နော်သူ့ကိုဒီ brand လေးပါတခုချင်းစီဝယ်မယ်ဆိုရင်တော့အဲ့ထက်ပိုပြီးကြာနိုင်တယ်ပေါ့နော်ဒီမှာဒီလိုအစုံဝယ်လိုက်တော့ခလေး cosmetic တွေအစုံပါသွားပါတယ်သူကြိုက်တယ်ပါနီလည်းပါတယ်ပါလေးဆို2မျိုးပေါ့ဒါလေးကလည်းအဲ့လိုလက်လေးနဲ့ပါအောင်လုပ်တာပဲလက်တနည်းပါတယ်နှခမ်းနေနဲ့ကူပါတယ်ပေါ့နော်တက်တာလို့မကြီးတက်လောက်ပါအောင်